ရောက်ကိုလေအဲ့လိုအရန်မစတဲ့ဘူးနော်အရန်စလာရင်လေတကယ်ချစ်လာတယ်ဆိုတကယ်အရင်တော့ပေါ့ကွယ်ကျမဒီချင်းတွေအကြောင်းပြောတော့ပေါ့နော်ချင်းကောင်လေးနဲ့မသွေးကြည့်ချင်ဘူးလားဆိုပြီးလာမန်းတော့ကျမပြောတာပေါ့နော်အော်ချင်းကောင်လေးဆိုရင်တချင်းဆိုတက်ရမယ်ဂီတာတီးတက်ရမယ်ပေါ့နော်အဲ့လိုဆိုရင်စဉ်းစားမယ်ဆိုပြီးပြောတော့ချင်းကောင်လေးအများကြီးဆက်သွယ်လာတယ်ကွယ်ဒါမဲ့လေကျမမျက်စိထဲမှာဘသူမှမတိုးဘူးဘသူဆိုဘသူမှမတိုးဘူးကျမပဲဟိုချောတဲ့ချင်းကောင်လေးတွေနဲ့မဆုံမိတာလားဘာလားမသိဘူးနောက်တော့လေတော့ကျမဟိုသူ့ကိုပေါ့နော်တွေးလိုက်တယ်လို့ပေါ့ကွယ်တွေးလိုက်တော့ကျမအော်ချင်းထဲမှာလို့ကျမမျက်စိထဲမှာပေါ့နော်တိုးပြီးတော့ကျမသဘောကျတဲ့သူတယောက်တော့တွေ့ပြီဆိုပြီးတော့သူ့ကိုပြောတော့ကွယ်အစားတော့ယူတသားပဲကွယ်ကျမယူတသားပဲနောက်တော့လေအရန်စလာကြတာကွာကျမလည်းအရန်စလာတော့လေနော်